Hey, can I 1 minute, 1 minute. ပြန်ရမယ်နော်ဟဲ့ count down So 3, 2, 1, go. ဇွန်လ19ရက်နဲ့26ရက်နေ့ဇူလိုင်3ရက်နေ့နဲ့10ရက်နေ့ပတ်စင်ကြာတာပြနေတာโอเค မညကအပေါ်မှာထိုးရမှာလားအောက်ထိုးရမှာလားကမှန်ရော ordinary ကနေဝင်လို့ပြရတော့အဲ့တဲ့ဘုံပဲယူ Okay so ဒီနေ့အစည်းအဝေးကတော့ AIC ရဲ့တတိယအကြိမ် scholarship campaign အတွက် student council အနေနဲ့ short video လေးတစ်ပုဒ်ရိုက်ဖို့ရှိလို့ခေါ်လိုက်တာ တတိယကျတော့တော့ငါဒုတိယကျတော့ပြင်နေတာမတ်မှာမပြေရခဲ့တော့ပြေရတော့ဒီကတော့ကောင်းနေပြင်နေတယ် ငါတော့ maths မှာတော့အမှတ်ပြီးတော့မရခဲ့ဘူး but English နဲ့ interview လုပ်တာတော့အမှတ်တော်ကောင်းခဲ့တယ်ပေါ့နော် but အင်စီဝင်လိုက်တဲ့ wall ဆိုဖြစ်သွားတာကတော့ staff တွေရဲ့ caring ပဲပေါ့နော်ရှိနေတဲ့ exam stress အောင်ပြောကြပါတယ် ငါတော့ကတော့ Facebook မှာကျွန်တော်တွေ့လို့တောင်ကြီးကနေရန်ကုန်လာဖြေတာEnglish ကော Maths ကော AC ပြီးတော့နောက်တစ်ရက်ပဲဒေါ်လာ6500 scholarship ရကြအောင်မေးဝင်လာတာ အဲ့ဒါဆိုရင် scholarship ဒေါ်လာ9000ရရဲဆိုရင်မေးရတယ်အမေခင်နဲ့ပြေးပြောခဲ့ရတော့အမှတ်တရပဲဟာ Richard ဘာလို့နောက်ကျနေရတော့ sorry ညာဖုန်းမတွဲနှုတ်ထုံနေနေအိပ်ပျော်အခုမှနှုံးလာလို့ကွာ အေးထိုင် ဒီလိုဆိုရင်အားလုံးပဲလူဆုံးပြီနော်ဒီလိုဟာ ရိုက်မယ်သူ ready ပေးလား I'm ready Hey, can I 1 minute, 1 minute. IGCSE GED matriculation grade တွေကျောင်းသားကျောင်းသူများအတွက် AIC ရဲ့ free scholarship exam ကြီးတတိယအကြိမ်အနေနဲ့ရောက်ရှိလိုလာပါပြီရှင် Free scholarship exam ကျင်းပပြုလုပ်မဲ့နေ့ရက်တွေကတော့ဇွန်လ19ရက်နဲ့26ရက်နေ့ဇူလိုင်3ရက်နေ့နဲ့10ရက်နေ့ပတ်စင်ကြာတာပြနေတာโอเคဒီလောက်အလွယ်လေးကို sorry ဒီခါ one shot one cut အချိန်ကတော့နေ့လယ်တနာရက်နေညနေ4နာရီအထိဖြစ်ပြီးနေရာကတော့ AIC campus ဖြစ်တဲ့ Time City Office Tower 1ရဲ့6လွှာမှာပဲဖြစ်ပါတယ် scholarship exam ဖြစ်ဆိုပြီးသွားတဲ့အခါမှာလည်းကျောင်းသားကျောင်းသူများအနေနဲ့ရန်ကုန် campus မှာပဲတက်မလားဘန်ကောက် campus မှာပဲတက်မလားဆိုတာကိုလည်း AIC ရဲ့ပညာရေးအတိုင်းအမြံများနဲ့တေချာတိုင်ပင်ဆွေးနွေးပြီးရေးချယ်ဆုံးဖြတ်လို့လည်းရပါသေးတယ် scholarship exam မှာဝင်ရောက်ဖြေဆိုမယ်ဆိုလို့ရှိရင်မညကအပေါ်မှာထိုးရမှာလားအောက်ထိုးရမှာလား ခဏနော် hello ပြန်ရမယ်နော်ဟဲ့ count down So 3, 2, 1, go. scholarship exam ပြုလုပ်သွားမယ့်နေ့မှာပဲလက်ရှိနိုင်ငံတကာထိပ်တန်းတက္ကသိုလ်ကြီးများမှာတက်ရောက်ရရှိရဲ့ AIC ရဲ့ alumni ကျောင်းသားကျောင်းသူများရဲ့ knowledge sharing session လေးလည်းရှိပါသေးတယ်ဒါအပြင်ကျောင်းသားကျောင်းသူများ scholarship exam ဖြေဆိုနေချိန်မှာကျောင်းသားမိဘများကလည်း AIC ရဲ့ပညာရေးတိုင်ပင်ခံများနဲ့တည်လို့သမျှမြင်းမြန်းဆွေးနွေးလို့ရတဲ့ one by one counseling session လေးလည်းပါပါသေးတယ် scholarship exam မှာဝင်ရောက်ဖြေဆိုဖို့အခုပဲ register လုပ်လိုက်တော့နော်ကတ် Director ငါကွာ